FA ဗလာဘိုလူပွဲမှာ Crystal Palace အသင်းဟာဘိုးဆွဲဖို့ရေပန်းစားနေတဲ့ Man City ကိုအံ့အားသင့်စရာတကိုးကုန်းမရှိနဲ့အနိုင်ယူခဲ့ပြီးအခုပွဲမှာ Crystal Palace အတွက်သူရဲကောင်းဖြစ်ခဲ့တာကဂိုးသမား Dean Henderson ပါပဲ Crystal Palace အတွက်တလုံးနဲ့တော့အနိုင်ဂိုးကိုပထမပိုင်း16မိနစ်မှာညာချမ်းကနေ Munoz ကန်တင်ပေးလိုက်တာကိုအဇေးကပေးသွင်းခဲ့တာဖြစ်ပါတယ်အဇေးဟာအဓိကဖလားပြိုင်ပွဲကြီးတစ်ခုရဲ့ဘိုလူပွဲမှာအနိုင်ဂိုးသွင်းခဲ့တဲ့ပထမဆုံး Crystal Palace ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဝင်းဘလေကွင်းမှာကစားခဲ့တဲ့ FA ဖလားဘိုလူပွဲတွေမှာ Crystal Palace အတွက်ဂိုးသွင်းနိုင်တဲ့ကစားသမား၄ဦးသာရှိပြီး Gary O'Reilly, Ian Wright, Ponchio နဲ့အခုအဇေးလိုပဲဖြစ်ပါတယ်။ပွဲချိန်မိနစ်20ကျော်မှာဟာလန်လွတ်လွတ်ကျွတ်ကျွတ်ဘောလုံးဆွဲပြေးတာကိုဟန်ဒါဆန်ကဂိုးစီးအပြင်ကနေဘောလုံးကိုလက်နဲ့လှမ်းပုတ်ခဲ့ပေမဲ့ VAR နဲ့ကွင်းလယ်တန်းလူကြီး Stuart Edward တို့ကအနီးကပ်မပြခဲ့တာကအငင်းပွားစရာဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့လည်းပွဲချိန်တွင်မှာဟန်ဒါဆန်ဟာလက်စွမ်းပြနိုင်ခဲ့ပြီး36မိနစ်မှာမာမူရှယ်ပန်နယ်တီကိုပို့ထုတ်ခဲ့သလိုဒိုဂူ အီချီဗာရီတို့ရဲ့အပိုင်ဂိုးသွင်းခွင့်တွေကိုလည်းအကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ဟန်ဒါဆန်ဟာ2010 FA ဗလာဘိုလူပွဲတုန်းကပို့စ်မောက်တဲ့ပွဲမှာပန်နယ်တီကာကွယ်ခဲ့တဲ့ Chelsea ကန်ဝင်ဂိုးသမားပီတာချက်နောက်ပိုင်း FA ဗလာဘိုလူပွဲတစ်ပွဲရဲ့တာမန်ပွဲကစားချိန်တွင်ပန်နယ်တီကာကွယ်နိုင်တဲ့ပထမဆုံးဂိုးသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဟန်ဒါဆန်ရဲ့စီနီယာကစားသမားဘဝတစ်လျှောက်ပန်နယ်တီအကြိမ်ပေါင်း25ကြိမ်ရင်ဆိုင်ခဲ့ရပြီးအဲ့ဒီတည်းက9ကြိမ်ကာကွယ်နိုင်ခဲ့တာကြောင့်ပန်နယ်တီကာကွယ်မှုရာခိုင်နှုန်းက41ရာခိုင်နှုန်းအထိရှိပါတယ်။မန်စီးတီးနဲ့ပွဲမှာဟန်ဒါဆန်ကဂိုးပေါက်ကာကွယ်မှု6ကြိမ်ထိပြုလုပ်ခဲ့ပြီး rating သတ်မှတ်ချက်မှာ9.1အထိရရှိခဲ့တာဖြစ်ပါတယ်။ဟန်ဒါဆန်ရဲ့လက်စွမ်းပြမှုနဲ့အတူ Crystal Palace အသင်းဟာအသင်းသမိုင်းတစ်လျှောက်နှစ်ပေါင်း120သက်တမ်းတွင်ပထမဆုံးအဓိကဆုဖလားအဖြစ် FA ဖလားဆုခုနိုင်ခဲ့ပြီးလာမယ့်ရာသီယူရိုပါလိဝင်ခွင့်ရရှိသွားပါပြီ။အသက်28နှစ်အရွယ်ရှိပြီဖြစ်သူဟန်ဒါဆန်ဟာအသက်14နှစ်အရွယ်2011ခုနှစ်တုန်းက Manchester United Academy ကိုရောက်ရှိခဲ့ပြီးစီနီယာအသင်းအတွက်ကစားခွင့်မရခင်ကာလတွေအတွင်း Stockport County, Grimsby Town, Shrewsbury, Sheffield United အသင်းတွေမှာအငှားနဲ့ထွက်ကစားခဲ့ရပါတယ်။2020-21ရာသီမှာတော့နီးပြဟောင်းဆိုရှာရဲ့နေရာပေးမှုနဲ့အတူ United Senior အသင်းမှာပွဲဥထွက်ကစားခွင့်ရခဲ့သလိုအဲ့ဒီရာသီမှာဒီဂီယာလက်စွမ်းချမှုကြောင့်ဟန်ဒါဆန်ဟာပွဲထွက်ဂိုးသမားအဖြစ်26ပွဲထိကစားခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ရာသီမှာပုံမှန်ကစားခွင့်ပြောင်းဆုံးခဲ့လို့2020-23ရာသီမှာ Nottingham Forest အသင်းစီအငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး2023ဩဂုတ်လမှာတော့ Crystal Palace အသင်းကိုပေါင်15သန်းနဲ့အပြီးသက်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ United အသင်းဟာဒီဂီယာဟန်ဒါဆန်တို့နဲ့လမ်းခွဲပြီးအိုနာနာဘေးရင်ဒီယာတို့နဲ့အစားထိုးခဲ့ပေမဲ့လည်းနှစ်ယောက်စလုံးကအခုချိန်ထိပုံစံကောင်းမပြနိုင်တာကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အခုဆိုရင်ဟန်ဒါဆန်ဟာ Crystal Palace အသင်းနဲ့အတူသမိုင်းဝင်စူပလာအောင်မြင်မှုရယူနိုင်ချိန်မှာ United အသင်းကတော့ Premier League မှာစိတ်ပျက်စရာမှတ်တမ်းစုတွေနဲ့အတူရုန်းကန်နေရလို့ဟန်ဒါဆန်ကိုလက်လွတ်ခံခဲ့တဲ့ United အသင်းတွေနောက်နောက်ရစရာဖြစ်နေပါပြီ။